ကျွန်တော်တို့ကိုလေးဖြူယူအခွေသွားပြတဲ့နေ့အဲ့ဘယ်လိုကျွန်တော်တို့အဲ့တော့ producer မရှိသေးဘူးစီဒီလေးပေးပြပြီးကျွန်တော်တို့သူကလည်းအေးနောက်နားမယ်ဆိုပြီးတော့ဒီတိုင်းပေါ့နော်ပြန်ပြောမယ်ပြန်ဆက်သွယ်မယ်ဆိုတော့ကျွန်တော်လည်းပြန်လာတပတ်နေမဆက်သွယ်နှစ်ပတ်နေမဆက်သွယ်ဆိုတော့အသွားပြီးလို့ငါတို့တော့ဒုက္ခရောက်ပြီးအဲ့လိုမျိုးဒါပေမဲ့အဲ့လိုတိတ်မကြပါဘူး၃ပတ်လောက်မှဆက်သွယ်လာတဲ့အချိန်ကျတော့စိတ်ဝင်စားတယ်ငါကိုယ်တိုင်ထုတ်ပေးမယ်ဆိုတဲ့အချိန်ဟာဒီဘက်ကြီးကော့တာပါလေလို့အဲ့ခိုက်တန်တော့အခုချိန်ထိကျွန်တော်တို့လုံးဝအမှတ်တရပါတော့ရေးကစားအချိန်တော့ကျွန်တော်ကအိမ်မဆင်းနေတယ်အိမ်မဆင်းနေဆိုတော့ထားပါတော့အဲ့လိုတခေါက်ကျွတ်ဖြစ်နေရပါဗျာဟိုသူများစီမှာကတ်နေနေတဲ့အချိန်အဲ့လိုမျိုးအချိန်မှာတူပြရောက်လာတယ်ကျွန်တော်လှုပ်ထားတဲ့ frame လေးကိုသူကြည့်ပြီးတော့ကျွန်တော်ကိုလည်းသူကြည့်ပြီးတော့ကျွန်တော်အချိန်လေးကိုလည်းကြည့်ကျွန်တော်လှုပ်ထားတဲ့ဟာလေးကြည့်ပြီးတော့အဲ့လိုမျိုးပေါ့ဘာလို့နေသေးလဲဆိုပြီးတော့သူရေးသွားတယ် most experimental song ဆိုရပြဖြစ်တယ် ပြစလိုက်ရပွင့်လင်းပြန် sorry ရိုင်းလို့ဖြစ်ဆော့ဘောတွေကဆရာကြီးတွေဖြစ်ကုန်သိလား AI သုံးပြီးတော့ technology အားနေတဲ့ခေတ်တော့ scale ပို့ကောင်းတာပေါ့ old school ပဲပြောလိုက်ပါတော့ဗျာ old school rock မှုနဲ့ already modern rock မှုကိုချပြတဲ့အချိန်မှာပရိသတ်တွေရဲ့ response ကဘယ်လိုရှိလဲ အဲဒီတော့ underground ပဲရှိသေးတယ်လေ ဟုတ် ချို့ကြတယ်ကြောင်ကြည့်နေအောင် ကျွန်တော်ဆိုလဲဂီတာသမားမရှိလို့ဂီတာဝင်တီးလိုက် တီးလိုက်တာ ဟိုဂီတာသမားဖြစ်သွား ဟုတ် ခုချင်ဆိုလဲအဲ့လို drum မရှိတဲ့ခါကျ drum တော့ငူကလေး drum professionally တီးပါဒါပေမဲ့သူကိုယ်တိုင်လည်းပြောပါတယ်ငါတရှင်ကြီးရတာလည်းဝါသနာပါတယ်ပေါ့နော်လည်းမျိုးဆိုသူလည်းအဲ့လိုမျိုး drama ဖြစ်သွားတူပြီလည်းအဆူတော်မရှိလို့ဆိုရင်လည်းအဆူတော်ဖြစ်သွား အလုံးနဲ့ပတ်သက်ပြီးပေါ့နော်ဒီဥစ္စာအလုံးတစ်ခုလိုဟာဖြစ်ကြတွေးကြရဆိုရင်တော့တောင်တအာမနာကြအောင်ပြောကြတယ်ကိုတက်နိုင်တဲ့ဟာကိုလုံး ကိုတက်နိုင်တဲ့ဟာကိုဝိုင်းလို့ပေါ့နော်အဲ့လိုမျိုးသွားတာများတယ် လည်းမသိတော့ဟင်းအောင်ကမသိတော့ဘူးကွာဒီဥစ္စာကတော့မဆက်လုပ်လိုက်တော့ jam လုပ်ပြီးတော့ဖန်တီးတာပဲနဲ့ကျွန်တော်တို့ကများသောအားဖြင့်တယောက်က frame ကိုအရင်တည်လာတာများအဲ့ frame ကိုတည်လာတဲ့ပုံမှာအလောဝိုင်းကြီးစဉ်းစားကြတာများပြပြအဲ့လိုမျိုးအငှားခက်စားချက်နဲ့ရေးတာအရင်တော်တယ်ဗျ EDS ကတတိယ album ပြတ်သွားပြီလား